သမီးတို့ကိုအမေပြောစရာရှိတယ်ဘာလဲဆိုရင်သူများအိမ်တွေကိုသွားတဲ့အခါမှာပေါ့နော်သမီးတို့သူများအိမ်ကိုဝင်လိုက်ပြီဆိုတာနဲ့မျက်စိမှိတ်ပြီးတော့ဝင်တော့ဘာဖြစ်လို့လဲဆိုရင်သမီးရဲ့သူများအိမ်ကိုဝင်မိပြီဆိုတာနဲ့ဟာသိလားဟိုလိုမျိုးပေါ့နော်နင်းဟာကြီးကဘလို့ကြီးလဲနင်းလှုပ်ထားတာကြီးကမဟုတ်ပါဘူးဒီလိုလေးမလုပ်နဲ့ဟိုလိုလုပ်ပါလားဒီမှာထားလေဘာညာဆိုပြီးအဲ့လိုသွားမပြောနဲ့နော်သိတာဘာဖြစ်လို့လဲဆိုတော့သူ့အိမ်သူ့ရသူ့စိတ်ကူးလေးနဲ့လေသူ့ဟာသူနေတာထိုင်တာကိုကသွားပြီးတော့အပြစ်မပြောအောင်နော်မှတ်ထားနော်ပြီးတော့လေသူများအိမ်ဟာပြန်လာပြီဆိုရင်လေသမီးလေးတို့ကလေဘယ်လိုခေါ်မလဲပါဇက်ကိုပိတ်ပြီးတော့ပြန်လာအဲ့ဒါဘာဖြစ်လို့ပြောရတာလဲဆိုရင်သူများအိမ်ကပြန်လို့ရှိရင်ပေါ့နော်ဘာဖြစ်လို့ပါဇက်ပိတ်ပြီးပြန်လာတာလဲဆိုသူများအိမ်မှာတွေ့ခဲ့တဲ့ဟာတွေကြားခဲ့တဲ့စကားတွေအဲ့လိုမျိုးတွေကိုတပြည့်တနေရာမှာပေါ့နော်ပြန်ပြီးတော့အတင်းပြောတာတို့ဖောက်တယ်ချတာတို့မလုပ်ရဘူးဟလာအဲ့ဒါကြောင့်မို့မေကပြောတာသူများအိမ်သွားလို့ရှိရင်ဟလာမျက်စိမှိတ်ပြီးတော့ဝင်ပါသူများအိမ်ကပြန်ထွက်လာလို့ရှိရင်ပါဇက်လေးပိတ်ပြီးတော့ပြန်လာပါလို့ပြောတာပါသမီးတို့ချစ်လို့နော်မေကပြောပြတာမှတ်ထားနော်